တင်ဟာမနက်ခင်းစောစောထော်ထူခက်ခဲနေထူလားတနေ့တာလုံးအလုတ်လုတ်ပေးမဲ့ညနေရောက်တော့ဘာမှမပြီးမြောက်သလိုခံစားနေရသလားစိတ်မပူပါနဲ့ကဘာပေါ်ပါအောင်မြင်ဆုံးပုဂ္ဂိုလ်ရဲ့ဘဝကိုပြောင်းလဲစေခဲ့တဲ့လျှို့ထွက်ချက်ကတင်ထင်တာထက်ပိုပြီးရိုးရှင်းပါတယ်အဲ့ဒါကတော့မနက်ခင်းပထမဆုံးနိုင်ကိုဘလို့အသုံးချမလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်ဒီနေ့မှာတော့ The Miracle Morning စာအုပ်ထက်ကနေလူတိုင်းရဲ့ဘဝကိုအမှန်တကယ်ပြောင်းလဲပေးနိုင်တဲ့မနက်ခင်းခြေလံ၃ခုကိုတင်ရဲ့နားဆင်ဖို့ကနေတဆင့်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ခြေလံတဲ့တိတ်ဆိတ်ချင်းဤစွမ်းဟာ The Power of Silence လူအများစုဟာမနက်ခင်းမှာဖုန်းတန်သတင်းတန်အီးမေးလ်တန်တွေနဲ့ဆက်တင်ကြပါတယ်ဒီလိုလုပ်ချင်းကတင်ဦးနောက်ကိုဆက်တင်ကြတဲ့ကစိုးရင်ပူပန်မှုတွေနဲ့ဖိအားပေးလိုက်တာပါပဲဒါကြောင့်ပထမဆုံးခြေလံအန်ဒီနဲ့10မိနစ်ခန့်တိတ်ဆိတ်ခြင်းကိုအချိန်ပေးပါအိယာနိုးတာနဲ့ချက်ချင်းဖုံးကိုမကြည့်ပါနဲ့တိတ်ဆိတ်တဲ့ညရာတစ်ခုမှထိုင်ပြီးတရားထိုင်ခြင်းသို့မဟုတ်အသက်ပြင်းပြင်းရှူသွင်းရှူထုတ်ခြင်းကိုသာပြုလုပ်ပါဒီ10မိနစ်ဟာတင်းလေသူနေ့တာလုံးစိတ်ငြိမ်သက်မှုနဲ့အာယုံစူးစိုက်မှုကိုဖန်တီးပေးပါလိမ့်မယ်တင်းကိုတင်ဒီနေ့ဘာအလုပ်တွေအရေးကြီးဆုံးလဲလို့မြင်မြန်းရင်စိတ်ကိုရှင်းလင်းလိုက်ပါခြေလံနဲ့အနာဂတ်ကိုကြိုတင်ကြည့်ခြင်း visualization ဒုတိယခြေလံပါတော့ပုံရိပ်ရောင်ဖန်တီးခြင်းပါဒါဟာစိတ်ကူးရင်အိမ်မက်မဟုတ်ပါဘူးဒါဟာတင်လိုချင်တဲ့အနာဂတ်ကိုစိတ်ထဲမှာရှင်းရှင်းလင်းလင်းမြင်အောင်ကြိုးစားခြင်းပါတင်းရဲ့အတန်နေထားကိုပြောင်းပြီးနူးညံ့စွာပြောပါမျက်လုံးကိုမိတ်လိုက်ပါဒီနေ့အောင်နေပြီးသွားတဲ့တင်းရဲ့ပုံရိပ်ကိုမြင်အောင်လိုက်ပါဘလို့ခန်းစားရပါသလဲတင်းဒီနေ့အတွင်အရောက်လန်းချင်တဲ့ပန်းတိုင်ကပါလဲအဲ့ဒီပန်းတိုင်ရောက်ဖို့ဒီနေ့ဘာတွေလုပ်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်အောင်ကြိုးစားပါအောင်မြင်သူတွေဟာသူတို့မလွတ်ရသေးတဲ့အရာတွေကိုတောင်စိတ်ထဲမှာကြိုတင်နှင်းရောက်နေကြတာပါဒါကြောင့်သင်ရည်မှန်းထားတဲ့ဘဝပုံစံကိုနေ့တိုင်း10မိနစ်ခန့်ပုံရိပ်ဖော်ပေးပါခြေလံ3ခန္ဓာကိုယ်ကိုလှုပ်ရှားခြင်း movement exercise နောက်ဆုံးခြေလံကတော့လှုပ်ရှားမှုပါအနားယူခြင်းပြီးအတွေးတွေရှင်းလင်းသွားပြီဆိုရင်တင်းရဲ့ခန္ဓာကိုယ်ကိုနှိုးဆွဲဖို့အချိန်ရောက်ပါပြီ15မိနစ်တာကိုလှုပ်ရှားမှုပြုလုပ်ပါဂျင်းသွားဖို့မလိုပါဘူးတချင်းဖွင့်ပြီးအားလေးကျင်တာထိုင်ထလုပ်တာအပြေးလေးကျင်တာကြိုက်တာလုပ်ပါသွေးလည်ပတ်မှုကောင်းသွားတဲ့အခါစိတ်ဖိစီးမှုဟော်မုန်းတွေလျော့ကျသွားပြီးတင်းခန္ဓာကိုယ်ထဲမှာတစ်နှစ်တာလုံးအတွက်လိုအပ်တဲ့စွမ်းအင်နဲ့အာယုံစူးစိုက်မှုကိုချက်ချင်းဖန်တီးပေးပါလိမ့်မယ်ဒါဆိုရင်တိတ်ဆိတ်ခြင်းပုံရိပ်ပြောင်ဖန်တီးခြင်းနဲ့လှုပ်ရှားခြင်းဆိုတဲ့မနက်ခင်းခြေလမ်း၃ခုကိုတင်းပဲအချင်းကစတင်ပါလေမနက်ခင်းတနာရီတာကိုပဲအောင်မြင်အောင်စီမံခန့်ခွဲနိုင်ရင်တင်းရဘဝတစ်လျှောက်လုံးကိုပါစီမံခန့်ခွဲနိုင်သွားမှာပါစာအုပ်ထဲကအသိပညာကိုလက်တွေ့အသုံးပြုဖို့ဒီနေ့ကစပြီးစတင်လိုက်ပါအားလုံးပဲအောင်မြင်တဲ့တနေ့တာဖြစ်ပါစေနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်